ဘာကြောင့်စိတ်တစ်ခုဖြစ်ခဲ့လဲမင်းကိုဘာကြောင့်လွမ်းမိခဲ့တာလဲအခါကစဉ်းစားမိရမင်းတဲ့ငါကြောက်သေးပဲမနေလားငါတို့စကားတစ်ခွန်းလောက်ရှိနေမလားငါမမေ့ပြခဲ့တာပါတို့နှစ်ယောက်ခိုက်တန်တွေ့ခြင်းချစ်ဆိုတာငါဖွင့်ပြောလဲသိမှာပါတွေ့ရမနေလေတွေ့ကြရမမပါပဲငါဖြစ်တဲ့ရမှာပဲနေပါမစိတ်မပူနဲ့တွေ့ရမနေလေတွေ့ထားတဲ့မင်းမပါလေငါဖြတ်တန်းရမှာပဲနင်ပါမစိတ်မပူနဲ့